တင်ငယ်ချင်းတို့ကတိကြလားကျွန်တော်တို့စီးနေတဲ့ Crocs ရဲ့ design ကိုမိချောင်းကောင်းပုံစံနဲ့ယူပြီးထုတ်ထားတယ်ဆိုတာဒါနဲ့ပဲပြီးသေးဘူးသူ့ရဲ့နာမည် Crocs ဆိုတာကလည်း crocodile ရဲ့အတူကောက်အရှိက Crocs ကိုယူထားဖြစ်တယ်နောက်သူ့ရဲ့ logo မှာကြည့်မယ်ဆိုရင်လည်းသူ့ logo မှာမိချောင်းကောင်းပုံစံနဲ့ပါနေတယ်ဆိုတော့ဒီဖက်နက်ကမိချောင်းကိုပဲအတူယူပြီးလုပ်ထားလားဆိုရင်လည်းမမောင်းနော်လာကျွန်တော်နဲ့တူလိုက်ကြည့်လိုက်အောင်2000ခုနှစ်မှာတက္ကသိုလ်ကျောင်းသား3ယောက်ပေါင်းပြီးတော့ business တစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီ business ကလူ3ခုဖြစ်ရမယ်တနေ့တာအတွက်3ဝင်ရမယ်အကျန်းလဲခံရမယ်ဆိုတော့သူတို့ကဖက်နက်ကိုထုတ်ဖို့ဆုံးဖြတ်လိုက်တယ်သူတို့က four တွေကိုအသုံးပြုပြီးတော့ဖက်နက်တစ်မျိုးထုတ်လိုက်တယ်ဖက်နက်အတွင်းကလည်းဝိုင်းဝိုင်းလေးနဲ့ဝင်းစုပုံစံနဲ့ရှေ့မှာအပေါက်တွေပါပြီးတော့မိချောင်းကောင်းပုံစံနဲ့တူသွားခဲ့တယ်ပြီးတော့ဒီဖက်နက်ကမိချောင်းကောင်းနဲ့ပဲတူနေတာမဟုတ်ဘူးသူကမိချောင်းတစ်ကောင်လုံးအတူယူပြီးထုတ်ထားတာဘာလို့လဲဆိုတော့မိချောင်းကကုန်းနေနေတတ်တော်ဖြစ်တယ်သူတို့ထုတ်ထားတဲ့ဖက်နက်ကလည်းကုန်းပေါ်မှာလည်းစီးလို့ရမယ်ရေထဲမှာလည်းစီးလို့ရအောင်သူတို့ကထုတ်ထားတာဖြစ်တယ်ဒီဖက်နက်ကိုထုတ်ထားတဲ့ကုန်ချမ်းကလည်းပေါ့ပါပြီးတော့ရေစုခံပြီးစီးရတဲ့လူတိုင်း comfortable ဖြစ်တဲ့ material ကိုသူတို့ကသုံးပေးခဲ့ကြတယ်ဒီဖက်နက်ကရေစုသွားရင်တော့600လွယ်ဒီဖက်နက်ကိုထုတ်ထားတဲ့ရည်ရဲ့ချက်ကလယ်သမားတွေတင်မောသားတွေအလုပ်ကျဲလုပ်တဲ့သူတွေကိုသူကရည်ရွယ်ပြီးထုတ်ထားတာသူတို့ရဲ့ဖက်နက် quality ကအရင်ကောင်းလို့ပြီးဝေးရတဲ့လူတိုင်းပေါ့ပေါ့ပါ comfortable ဖြစ်တဲ့အတွက်လူတွေကတော့အကျန်းသုံးအတွက်မဟုတ်ပဲအခုအချိန်မှာ fashion အတွက်တော့စီးနေကြပြီဆိုတော့ Crocs company ရဲ့ဝင်ငွေကအခုအချိန်မှာတစ်နှစ်မှာဒေါ်လာ1.15 billion လောက်ရှိနေပြီဆိုတော့2000ခုနှစ်မှာတက္ကသိုလ်ကျောင်းသား3ယောက်ပေါင်းပြီးထွင်လိုက်တဲ့ Crocs company ကအခုအချိန်မှာ big brand fashion company တခုဖြစ်နေပြီဆိုတဲ့အကြောင်းကျွန်တော်တင်ပြပေးသွားဖြစ်တယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လည်းဒီလိုဗီဒီယိုလေးဆက်တင်ပေးသွားဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်